ကျွန်တော်မှပြဿနာနည်းနည်းရှိတယ်ပေါ့နော်ကျွန်တော်ကောင်မလေးနဲ့ဒါဖြစ်တဲ့ပြဿနာနည်းပေါ့ကျွန်တော်ကောင်မလေးကျွန်တော်ဘလို့ပဲရှင်းပြသူနားမလဲဘူးပေါ့နော်ဒါခင်ဗျားတို့လည်းဒါဖြစ်ဘူးလို့ဆိုရင်ကျွန်တော်နည်းနည်းပါတော့ကွန်မန့်အောက်မှာနည်းနည်းပါဝင်ရေးသွားပြီဗျာကျွန်တော်နည်းနည်းပါတိုင်ပင်သွားပြီပေါ့ဗျာပြဿနာကတလို့ရှိတယ်ပုံမှန်ဆိုရင်ကျွန်တော်မှစဉ်းစားတွေးခေါ်နိုင်စွမ်းနေတိတ်မရှိတော့ဘူးနော် motivation ပျောက်တယ်လို့ဖြစ်တယ်ဟိုက dopamine level ကအရန်မတက်တယ်လို့အဲ့လိုခံစားရတယ်အဲ့ချိန်ကျရင်ကိုကျွန်တော်ဘာလုပ်ရလဲဆိုရင် endorse လုပ်ရတယ် endorse လုပ်ရဆိုတော့ကိုပျော်အောင်လုပ်ရတယ်ပျော်အောင်လုပ်ဥမာဗျာကျွန်တော်ဟိုလောက်တော့ကျွန်တော်ဘီယာတောက်တယ်တပတ်နှစ်ပတ်တစ်ခါလောက်ပေါ့နှစ်ပတ်တစ်ခါလောက်ကျွန်တော်ဘီယာတောက်ပြန်ဘီယာတောက်ပြီးရင်ကျွန်တော်ဘီယာတောက်ရင်ဘာပြောလို့ဆိုရင်အဲ့လိုပေါ့နော်ကျွန်တော်စိတ်နေစရာတွေပျောက်ပြီးရင်ကျွန်တော်မနေ့ကျရင်ဟန်အိုဗာတွေပါဖြစ်ပြီးကျွန်တော်တခုခုအမားလှုပ်လိုက်တယ်လို့အဲ့လိုခံစားရတယ်နောက်နေ့ကြောက်လို့ဆိုရင်လေအဲ့ချိန်ကျရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒိုပါမင်ပြန်တက်လာပြီးငါသူတို့လှုပ်ခဲ့ရရည်ချင်းဆိုပြီးတော့ကျွန်တော်နောင်တရပြီးတော့ကျွန်တော်တဖန်ပြန်ပြီးတော့ကျွန်တော်ပြန်စူးစမ်းပြစ်တယ်ဗျာအဲ့လိုပြန်စူးစမ်းပြအဲ့ချိန်ကျရင်ကျွန်တော် motivation တွေအရန်တက်ပြီးအသေးကျုံးတာပေါ့နော်ကျွန်တော်ပြဿနာအဲ့လိုဖြစ်နေတယ်ကျွန်တော်ဟိုပါပေါ့နော် motivation အဲ့လိုပျောက်ပြီးတော့အလုံးကလှုပ်ချင်းစိတ်မရှိလို့ဆိုရင်အဲ့ဒါကိုချလိုက်ကျွန်တော်နောင်တရပြီးအဲ့လိုအသေးစူးစမ်းတယ်ခင်ဗျားတို့ထင်ပါပေါ့အဲ့လိုဘီယာတောက်မဲ့စားဒါအားကစားတစ်ခုလုပ်ပြီးတော့ခင်ဗျားတို့ပြောလိုက်မယ်ကျွန်တော်လှုပ်တယ်အခုပြေးတယ်ကျွန်တော်ဂျင်ကစားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒိုပါမင်ကလုံးဝမတက်လာတော့လုံးဝခန္ဓာကိုယ်ကကျွန်တော် addictive ဖြစ်သွားလားဘာလို့ကျွန်တော်တော့မသိဘူးပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်တော့ AI တော့ကျွန်တော်မေးကြည့်တော့ပေါ့နော်အဲ့လိုဘီယာတောက်မဲ့စားကျွန်တော်အဲ့နေရာမှာကျွန်တော် sack ဖြစ်အစားထိုးမယ်ဆိုရင်ရလားကျွန်တော်မေးကြည့်တယ်သူပြန်ပြောတယ်ဗျာဟို sack စတားထိုးတဲ့အဲ့လိုပုံစံမျိုးပဲတဲ့ခဏတာသူကပျော်စင်မှုရမယ်တဲ့တဖန်ပြန်ပြီးတော့သူကနောင်တပြန်ရနောက်တော့ပြန်ရဘလို့ပုံစံမျိုးလို့ဆိုတော့ကိုယ့်ရဲ့ပါတနာကိုအသုံးချသလိုဖြစ်သွားမယ်တဲ့အဲ့လိုပုံစံမျိုးတဲ့ခဏတာပဲတဲ့သူလည်းကျွန်တော်လည်းအတင်းအားကစားလုပ်ခိုင်းတယ်ဗျာကျွန်တော်ဘလို့လောက်ရမယ်ကျွန်တော်ကောင်းပါလေကျွန်တော်ဘလို့ရှင်းပြရမယ်ကျွန်တော်မသိဘူးဗျာဆိုတော့ညကျွန်တော်ကောင်းပါလေကျွန်တော်လားလို့ပြောတော့ဗောနော်ဒါဆင်ញင်ပေးတာလို့ကျွန်တော်ပြောတော့ဗောနော်ဒါတိတဲ့သူများရှိရင်ဒါဖြစ်ဘူးတဲ့သူရှိရင်ကျွန်တော်ကွန်မန့်အောင်ပါရေးသွားပြီးဗောနော်ကျွန်တော်လည်းဖြောင်းပြပေးပါဗျာအားလုံးပြီးစား